ဒီနေ့vocabulary သင်တာနဲ့ပတ်သက်ပြီးတော့မှ quick sharing လေးတစ်ခုလုပ်ချင်တယ်ပေါ့နော်အရင်တော့ပေါ့နော်ကိုရီငယ်တော့ဆိုလို့ရှိရင် vocabulary English vocabulary တစ်ခုကိုသင်တော့မယ်ဆိုလို့ရှိရင်ဒီလိုပုံစံနဲ့သင်လေးရှိရပေါ့ဥပမာဆိုရင်စာလုံးပေါင်းအောင်မယ် CAT cat ဆိုပြီးတော့မှပြီးမှမြန်မာစာလုံးနဲ့ကြောင်းဆိုပြီးတော့မှကိုရီအဲ့လိုမျိုးကြက်ခဲရတယ်ပေါ့နော် CAT cat ကြောင်း CAT cat ကြောင်း CAT cat ကြောင်းဆိုပြီးတော့မှအဲ့လိုမျိုးကြက်ခဲရတယ်ပေါ့နော်အဲ့လိုမျိုးသင်ကြားတဲ့ပုံစံမျိုးကမကောင်းလားဆိုတော့မဟုတ်ဘူးကောင်းတယ်ဒါပေမဲ့သူ့မှာကကျတော့အားနည်းချက်လေးရှိနေတယ်ပေါ့နော်ဆိုတော့ CAT cat ကြောင့် CAT cat ကြောင့်လို့ဒီလိုမျိုးပဲကြက်ပြီးတော့မှသင်လာတဲ့အချိန်မှာဘယ်လိုမျိုးလေးအားနည်းချက်လေးရှိလာလဲဆိုလို့ရှိရင်sentence တွေလုပ်တဲ့ချိန်ကြောက်လို့ရှိရင်ပေါ့နော်သူကနည်းနည်းလေးအားနည်းချက်ရှိလာမယ် sentence တွေဖတ်တဲ့ချိန်မှာဥပမာဆိုရင် this is a cat လို့တွားပြီးတော့မှကျွန်တော်တို့ကလေးတွေကိုသင်ပြီးတော့မယ်ဆိုလို့ရှိရင် CAT cat ကြောင့်နဲ့ကြက်လာတဲ့ကလေးတွေကသူကစလုံးတစ်လုံးသေးဆိုလို့ရှိရင် तू ကရတယ်မေးရင်ရတယ်ကြောင်ဆိုပါလဲဆို CAT ကဲကြောင်ဆို तू ဖြေလိုက်တယ်ပေါ့နော်ဒါပေမဲ့လို့ sentence နဲ့သူတို့ဖတ်ခိုင်းတော့မယ်ဆိုလို့ရှိရင်နည်းနည်းကလေးတွေကနည်းနည်းလို့ပြောရမလဲစဉ်းစားရတယ်ပေါ့နော် तू ဘလို့ तू နားမလည်ဘူးပေါ့နော်ဒီ sentence ကိုနားမလည်ဘူးthis is a cat ဆိုတာဒါကြောင်တကောင်ဖြစ်ပါတယ်လို့သူတို့ဘယ်လိုပဲတင်ပေး तू ကအုံနောက်ကကြတော့ဘယ်လိုမျိုးပုံတေဖြစ်နေလဲဆိုအုံနောက်ကပုံတေမှတ်ထားတာ CAT ကက်ကြောင်လို့ပဲမှတ်ထားတော့CAT ကက်ကြောင်ပဲသူတို့ကတည်တယ်ပေါ့နော်တလုံးရှင်းစီပဲသူတို့တည်တယ်ပေါ့ပြောချင်တာကဒီ THIS this ဆိုလဲတင်ပါပေါ့ DEIR IS ဆိုဖြစ်ဒီရှိဒီပေါ့နော် A ဆိုတခု CAT ကက်ကြောင်ဆို EIRD ဖြစ်ဒီရှိဒီတခုကြောင်ဆိုသူတို့ကနည်းနည်းကြောင်သွားတယ်ကလေးရဲ့အုံနောက်ကသူကနည်းနည်းဘယ်လိုပြောရမလဲဖြစ်ပေါ့နော်တိတ်ကောင်းသူက sentence ကိုသူတခါတည်းမြင်သဘောမပေါက်ဘူးပေါ့နော်အဲ့လိုမျိုးအားနည်းချက်လေးရှိနေတယ်ပေါ့နော်ဒီလိုမျိုးစာပိုက်တွေအဲ့လိုစာပိုက်ရှည်လေးနဲ့စာကြောင်း3 4 5ကြောင်းပါတဲ့စာပိုက်တွေတင်တဲ့ချိန်ကြောင်းလို့ရှိရင်တော့ပိုဆိုးသွားပြီအဲ့မှာအရန်ခက်သွားပဲကလေးတို့ဒီစာပိုက်ကသူတို့ကစိတ်ညစ်သွားတယ်ဒီစာပိုက်မြင်တာနဲ့တကယ်တမ်းကျတော့ပြောရမယ်ဆိုလို့ရှိရင် cat တို့ is တို့ sleeping တို့အဲ့ဒါအကုန်လုံးကဆရာမကတလုံးရှင်းစီတင်ထားပြီးသားပဲ sleeping ဆိုရင်အိတ်နေဒီတို့ပါတင်ထားပြီးသားပဲဒါပေမဲ့စာပိုက်ကြီးနဲ့စာကြောင်းကြီးနဲ့သူတို့ကိုဖတ်ခိုင်းတော့မယ်ဆိုလို့ရှိရင်သူတို့ကနားမလည်တော့ခက်တယ်ပေါ့နော်သူတို့စိတ်ညစ်သွားတယ်အဲ့မျိုးဖြစ်တကယ်တလုံးရှင်းစီကသူတို့တက်ပြီးသားစာလုံးပဲပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါကကျတော့ဘယ်ဘာကြောင့်မလို့သူတို့တက်ခက်လာရလဲဆိုတော့ဒီလိုမျိုးတင်ကြားတဲ့ပုံစံမျိုးကြောင့်မလို့ပေါ့နော်သူအားနည်းချက်လေးရှိတာပေါ့ CAT ကက်ကြောင့်တို့THIS EIRD တို့အဲ့လိုမျိုးလေးတင်တာပေါ့အဲ့လိုမျိုးလေးတင်တာကျတော့အားနည်းချက်လေးရှိတယ်ပေါ့နော်ဆိုဒီတခုချင်းစီ vocabulary တခုချင်းစီမမိတာအဆင်ပြေပေမဲ့ဒီလိုမျိုးစာပိုက်လေးတင်တော့မယ်ဆိုလို့ရှိရင်သူကအဆင်မပြေတော့ဘူးပေါ့နော်ဆိုတော့ဘယ်လိုမျိုးပို့ပြီးတော့မှကောင်းတဲ့နီလန်းလေးရှိလဲဆိုလို့ရှိရင်သူတို့ကိုဒီ flash card လေးနဲ့တင်တာပို့ပြီးတော့မှကောင်းတယ်ပေါ့နော် flash card တွေကဘယ်လိုမျိုးလဲဆိုဒီမှာဒီလိုပုံစံမျိုးပေါ့CAT cat ဆိုတာကြောင်လို့တစ်ခါတော့ပဲပြောပြလိုက်ပေါ့သူကဒါဒီပုံကြည့်လိုက်တာနဲ့သူကဘာမှန်းသူတို့သိပြီပေါ့နော်အဲ့တော့ကြောင်ဆိုရဲဒီ cat ဆိုရဲအကောင်ကိုစာလုံးနေနဲ့ရည်လို့ရှိရင် CAT ပေါ့ CAT ဆိုရဲစာလုံးကိုသူတို့တစ်ခါတည်းသူတို့မျက်လုံးနဲ့သူတို့မြင်တာနဲ့သူတို့တစ်ခါတည်းအုံနောက်ထဲမှာဒီပုံစံမျိုးကိုမှတ်မိသွားမယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးဥတီပြီးတော့မှတင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မကောင်းတယ်ပေါ့နော်အဲ့ဆိုရင်the cat ပေါ့နော်ဒါဆိုကြောင့်ဆိုရင်အဲ့ဒါ cat ဆိုတော့ CAT ကိုတွေ့ရတဲ့ဒါ cat ပဲဆိုတာ तू ကသိရမယ်ပေါ့နော်အတန်ထွက်အနေနဲ့ဒါ cat ပဲအတိတ်ပြအနေနဲ့ဒါကြောင့်ကိုပြောတာပဲပေါ့နော်အဲ့လိုမျိုးတို့တစ်ခါတည်းတန်းတိသွားအဲ့လိုမျိုးလေ့ကျင့်ရင်ပိုကောင်းတယ်ပေါ့နော်ဒီလိုမျိုးCAT cat ကြောင့်ဆိုပြီးတော့မှအဲ့လိုမျိုးတင်တာထက်စားလို့ရှိရင်ဒီလိုလေးတင်မယ်ပေါ့နော်ဒါမှမဟုတ်နောက်တနည်းတို့ဘယ်လိုတင်လို့ရလဲဆိုရင်CAT ဆိုတဲ့စာလုံးလေးရေးခိုင်းမယ်ရေးခိုင်းပြီးလို့ရှိရင်သူတို့ရဲ့စိတ်ကူးလေးနဲ့ပေါ့နော်ပုံလေးပေါ့နော်သူတို့ level လေးနဲ့သူတို့ဆွဲတက်တာလေးပေါ့နော်အဲ့လိုမျိုးလေးလေ့ကျင့်ခိုင်းမယ်ဆွဲခိုင်းမယ်ဆိုလို့ရှိရင်လည်းကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးတင်ပေးမယ်ဆို CAT ဆိုတာနဲ့ဒါ cat လို့ထည့်မှန်းတို့တခါလေးတည်သွားမယ် CAT cat လို့တို့ပေါင်းနေစရာမလိုတော့ပေါ့နော်အဲ့တော့ CAT ဆိုတဲ့စာလုံးအစုကိုတွေးလိုက်ရတယ်တို့ကအဲ့ဒါ cat လို့ထွက်တယ်အတိတ်ဘယ်အဲ့ဒါကြောင်းကိုပြောတာပဲတို့တန်းတည်သွားမယ်ဆိုလို့ရှိရင်ဒီလိုမျိုးစာကြောင်းလေးဖတ်မယ်ဆိုလို့ရှိရင်တို့ပို့ပြောမှဖတ်နိုင်တယ်ပေါ့နော်this is a cat ပေါ့this is a cat ဆိုတော့တခါလေးတန်းတည်သွားမှာပေါ့နော်ဆို this ဆိုတာကဒီအရာကိုပေါ့နော်this is ဆိုတာကဒါလို့ပြောတာA ဆိုတာတခု cat ဆိုတာကြောင်တည်ရပေါ့နော်အဲ့ဆို this is a cat
ဆိုတော့ရှင်ဒါကကြောင်တကောင်ဖြစ်ပါဆိုရင် this is a cat လို့ပြောတယ်ဒါဆိုလို့ရှိရင်တကယ်လို့ခွေးတကောင်ဖြစ်ပါတယ်ဆိုရင်ဘယ်လိုပြောမှာလဲ this is a dog တခါတည်းတန်းပြီးတော့မှတို့အမျိုးလေးနားလည်တော့တင်မယ်ဆိုရှင်ပိုကောင်းတယ်ပေါ့နော်အဲ့လို this ဤအရာဒီ is ဖြစ်ပါဒီ a တခုဖြစ်ပါဒီ cat ကြောင့် cat cat ကြောင့်တခုဖြစ်ပါဒီအဲ့လိုမျိုးတင်မယ်ဆိုပိုရှုပ်သွားမယ်ပိုကြာသွားမှာပေါ့တို့တတ်ဖို့အတွက်ပေါ့နော်ဆိုတော့တကွာဒီလိုမျိုးဥတီပြီးတော့မှတခါတည်း language တခုအနေနဲ့ဘာသာစကားတခုအနေနဲ့တော့ this is ဆိုတာဤဒါကိုပြောညွှန်းတာပေါ့နော်အော်ဒါကဆိုတဲ့ဟာမျိုးပေါ့အခက်ဆိုတာကြောင်တကောင်ဖြစ်ပါတယ်ဆိုတာညွှန်းတယ်ဆိုတာမျိုးတို့တခါတည်းတန်းသိအောင်တင်မယ်ဆိုလို့ရှိရင်ဒီလို sentence တွေတွားတဲ့ချိန်ကြားလို့ရှိရင်ဒီလို sentence အများကြီးရှိတဲ့paragraphs တို့အဲ့လိုမျိုးတွေတွားပြီးတော့မှတို့အဖတ်တဲ့ဖတ်ဖို့ပေါ့နော်အဲ့လိုမျိုးတင်တဲ့ခါကျလို့ရှင်တို့အတွက်လွယ်လွယ်လေးဖြစ်တော့အဲ့လောက်မခက်တော့အဲ့ဆိုဥမာဆိုရင် my ဆိုတာ my man တို့တန်းတီးသွားပြီဆန်းတော့ပေါင်းစရာမလိုတော့ my my ကျွန်တော်ဒီဆိုအဲ့လိုပေါင်းစရာမလိုတော့ cat cat ကြောင်းဆိုအဲ့လိုမျိုးပေါင်းစရာမလိုတော့ဘယ်နဲ့အော်ဒါဆိုရင် my ဆိုဒါ my လို့ထွက်တာပဲဒါငါကျွန်တော် e လို့ဒါငါရဲ့လို့အဲ့လိုမျိုးပြောတာပဲဆိုတာတို့တီးသွားတယ်တခါတည်း sleeping ဆိုတာအိတ်တာပဲတို့တခါတည်းတန်းတီးသွားအောင်လို့အဲ့လိုမျိုးတင်ဥတီပြီးတော့မှတင်ပြီးသွားမယ်ဆိုလို့ရှိရင်ဥမာဆိုရင်တို့ဖတ်တတ်သွားရေပေါ့နော်တို့စာလုံးပေါင်းနေစရာမလိုအုံနောက်ကတို့အဲ့လောက်ထိမပင်ပန်းတော့တို့စာလုံးကြီးတစ်လုံးချင်းစီပေါင်းပြီးတော့မြန်မာလိုအသိပ္ပယ်ကလည်းပြန်ရသေးတယ်စာလုံးကလည်းပေါင်းရသေးတယ်ဆိုပို့ကြတယ်ပေါ့နော်အဲ့ဆိုဒီလိုမျိုးmy cat is sleeping on the floor ဆိုတော့တခါတည်းဖတ်နိုင်သွားတယ်ပေါ့နော်သူတို့တက်ပို့ပြီးတော့မှဒီလိုမျိုးစာပိုက်လေးဖတ်ရချိန်ကျပို့လွယ်ကူတယ်အဲ့ဒါအပြင်ရေးတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့တင်ပေးလို့ရတယ်သူတို့ရေးခိုင်းမယ်ဆိုလို့ရှိရင်လည်းသူတို့ပို့ပြီးတော့မှရေးတာပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့အရေးကြီးတာကြတော့ပထမဆုံးဒီလိုမျိုးစာပိုက်လေးမဖတ်နိုင်ခင်မှာပေါ့နော်အရင်ဆုံးဒီ vocabulary တင်တဲ့ချိန်မှာဒီလိုလေး flash card လေးနဲ့ဒီလိုမျိုးပုံဆွဲခိုင်းတာပဲဖြစ်တခြားသူတို့တင်တဲ့နီလန်းလေးရှိရပေါ့နော်အဲ့လိုမျိုးလေးဥတီပြီးတော့မှတင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှထိရောက်ပါမယ်ပေါ့နော်ဒီလိုမျိုး cat cat ကြောင်လို့သူတို့စာလုံးလေးမြန်မာစာလုံးနဲ့အင်္ဂလိပ်စာလုံးနဲ့အဲ့လိုမျိုးတွဲပြီးတော့မှရေးခိုင်းတာမျိုးတွေဖတ်ခိုင်းတာမျိုးတွေထက်လေဒီလိုမျိုးလေးလုပ်ပြီးတင်ပြီးလို့ရှိရင်ကလေးအတွက်အများကြီးပို့ပြီးတော့မှတို့အတွက်ပိုလွယ်ကူသွားမှာပေါ့နော်အစပိုင်းတော့နည်းနည်းတော့ခက်ရင်ခက်မယ်ဒီဟာတွေမမိဖို့အတွက်ခက်ရင်ခက်မယ်အစပိုင်းဒါပေမဲ့အုံနောက်ကအသားကျသွားပြီဆိုလို့ရှိရင်တော့အရန်လွယ်သွားမှာဒါတွေဖတ်လိုက်ချိန်ကျတော့အရန်လွယ်သွားမှာပေါ့နော်ပြီးတော့ဒီစာကြောင်းဒါကစာကြောင်းတစ်ကြောင်းပဲ this is the cat ဆိုတဲ့စာကြောင်းတစ်ကြောင်းပဲသူတို့ဖတ်တတ်သွားမယ်ဒါဆိုရှင် cat မဟုတ်ဘဲနဲ့ဒီမှာအစားထိုးသွားမယ် adore တို့ဒါမှမဟုတ်ဆိုရင် an apple တို့အဲ့လိုမျိုးဆိုလို့သူတို့ရသွားမှာပေါ့နော်သူတို့ရတာပုံမြန်သွားမှာပေါ့အဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်မလို့နည်းနည်းအကြံပြုရှင်တာကကြတော့ဒီ vocabulary ကလေးတွေပေါ့နော်ကိုယ့်အနေကိုအိမ်မှာvocabulary တင်ပေးမယ်ဆိုလို့ရှိရင် cat cat ကြောင်လို့ဒီလိုမျိုးလေးတွေမရေးပေးဘဲနဲ့ဒီလိုမျိုးလေးရေးခိုင်းတာမျိုးမလုပ်ဘဲနဲ့ပေါ့နော်အစပိုင်းလောက်ပဲဒီ meaning လေးရှင်းပြလိုက် cat cat ဆိုတာဒါကြောင်ပြောတာဆိုတာတူတင်ရရင်ပေါ့နော်ဒီစာလုံး cat ဆိုတဲ့စာလုံးတခါတည်းတို့အုံနောက်ကိုမှတ်ခိုင်းထားလိုက်ဒါ cat လို့ထွက်တယ်ဆိုတာဟာလေးပေါ့နော်အဲ့လိုလေးမှတ်မိသွားအောင်လို့တင်မယ်ဆိုရှင်ပို့ပြီးတော့ထိရောက်ပါတယ်လို့အဲ့ဒါလေး sharing လုပ်ချင်ပါတယ်